အသက်ကြီးပြီးပျက်စီးသွားတာဆိုလို့အပြိုကြီးနဲ့လူပြိုကြီးတွေပဲရှိပါတယ်ဒါလို့ sorry တက်ကြီးပြီးမပြက်စီးတော့တော့ထွန့်စခွန်မလာ900ဆိုင်ငယ်လေးပဲဖြစ်ပါတယ်ဒီကောင်2006 model ပါเนาะလုံးဝအသက်တာကြီးသွားပြီမဲ့လုံးဝမပြက်စီးသေးဘူးဆိုတဲ့ဆိုင်ငယ်လေးတစ်စီးပါထွန့်ရဲ့အရသာကိုခံစားပြီးတော့စီးကြည့်မယ်ဆိုတော့တော်တော်လေးကိုမိုက်တဲ့ဆိုင်ငယ်လေးတစ်စီးပါဆွဲရတဲ့အရသာရောကျွန်တော်တို့စီးရတဲ့ feeling ရောပေါ့เนาะโอเคပါဒီနေ့ကျွန်တော်ဒီဆိုင်ငယ်လေးကိုရောင်းချပေးတော့မှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းခန့်ပါကိုမျိုးမော်တော်ဆိုင်ငယ် showroom မော်ပြနေပြီးတော့ဟိုဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်โอเคဒီဆိုင်ငယ်လေးရဲ့ model က model 2006ကိုမှကျွန်တော်ဒါ engine power အနေနဲ့ကတော့ဒါ 900cc gear အနေနဲ့ဒါ gear 5ချက်ပါမှာဖြစ်ပါတယ်ဒီကောင်မှာ wine cooling system တွေပါတယ်ပါမယ်ဆိုင်ငယ်ချစ်မိတ်ဆွေညီကိုတွေနော်ဟိုကျွန်တော်တို့ရှင်းနောက်တာယာကျွန်တော်ဒါဘာမှပြောစရာမလိုဘူးဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေလုံးဝလက်တင်စီအနေထားမှာရှိရမယ်ဒီကောင်မှာအားသာချက်တစ်ခုကကျွန်တော်တို့ဒါ A1Y license လေးပါသေးတယ်ဗျာနော်โอเคပါကျွန်တော်တို့ဒီကောင်မှာစီတိုင်းကြီးတန်ကြီးပါညာလွတ်ပါမယ်ကျွန်တော်နော်ဟိုအေဇောအကွေးပါညာတွေကစတော်တော်လေးလှပါမယ် model 2006ဆိုပေးမယ်နော်အေဇောအနေထားတွေဘာတွေကစပြီးတော့တော်တော်လေးမိုက်ပါတယ်โอเคဒီဆိုင်ငယ်လေးကိုကျွန်တော်တို့ကြိုက်နေတက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရောင်းချပေးထားတဲ့ဈေးနှုန်းလေးကထွန့်စကွမ်မလာ900 model အနေနဲ့2006 model A1Y license ပါ PC ကိုကျွန်တော်ရောင်းချပေးထားတဲ့ဈေးနှုန်းလေးကမြန်မာငွေ330ဝန်းကျင်နဲ့ပဲရောင်းချပေးထားပါတယ်ဆိုင်ငယ်လေးကိုကြိုက်နေတက်လို့ကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုဝယ်ယူအားပေးခြင်းနဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေအတွက်ကျွန်တော်တို့ရဲ့ဆိုင်လိပ်စာလေးကရန်ကုန်မော်ဘီမျိုးတက်ကြီးကုန်းရက်ကွက်ရန်ကုန်ပြည်လမ်းမှာပြီးတော့16မှတ်တိုင်အနီးမှာပဲဖြစ်ပါတယ်။ဆိုင်ုံမလာနိုင်လို့နယ်ဝေးကနေယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးခြင်းနဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေအတွက်ကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်လေးက3993845356 39996363တို့အသေးသေးဆက်သွယ်မင်းမြန်ပြီးတော့ Viber ပြီးတော့ကိုဆိုပြီးတော့လေဝယ်ယူအားပေးနိုင်ပါတယ်။နယ်ဝေးကဝယ်ယူအားပေးတဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေလည်းယုံကြည်စိတ်ချတဲ့ကားဂိတ်တွေအနံပြီးတော့ဂတ်တူချက်ပါသေးချထိုးပိုးပြီးတော့ကားတွေမိမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆုံးနေလိုက်ပါကြည့်ယူပေးတဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတွေကျေးဇူးအများကြီးတင်ပါတယ်။ဘိန်းကောင်းဘိန်းတန်ဘိန်းသားတွေကိုပိုင်ဆိုင်နိုင်တဲ့ပြင်အိမ်မက်တွေလည်းအများဆုံးကောင်းတဲ့ဖော်နိုင်ပါစေလို့ဒီနေရာလေးကနေဆုတောင်းပေးလိုက်ပါတယ်။